စိတ်ထဲမှာပေါ်လာသမျှဆွဲလန်းမှုတွေမရတော့တဲ့မျောလင့်ချက်တွေကိုယ့်ရဲ့ဘဝအတက်ကြအနိမ့်မြင့်တွေတိုင်းမှာမျောလင့်မထားတဲ့အရာတွေနဲ့ကြုံတွေ့ရတဲ့အခါကိုယ့်ရဲ့စိတ်ကိုအဲ့ဒီအရာတွေပေါ်မှာအကြာကြီးဖက်တွယ်ထားတတ်တာမျိုးအကြာကြီးပိတ်လောင်ထားတတ်တာမျိုးကိုသတိထားမိပါသလားအဲ့ဒီလိုသတိထားမိတဲ့တည်ငါကိုယ့်စိတ်ကိုအဲ့ဒီအရာတွေကနေလွတ်မြန်ခွင့်ပြန်တန်းခွင့်ကိုခဏခဏပေးကြည့်ပါဒီလို short time လုံရင်းကနေကြာလာပြီဆိုရင်ကိုယ်တိုင်တောင်မသိလိုက်ဖ ೇನೆ ကိုယ့်စိတ်ကိုအဲ့ဒီအရာတွေကနေလွတ်မြောက်ခွင့်ပေးမှန်းမသိပေးလာပါလိမ့်မယ်ဒီဗီဒီယိုကအကျိုးရှိမယ်လို့ယုံကြည်ပါတယ်ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေကကိုယ့်ရဲ့မရတော့တဲ့စိတ်ကူးထဲမှာအကြာကြီးပိတ်လောင်ပြီးထားမိနေသလားဆိုတာကွန်းမတ်မှာဝေမျှပေးခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်